အားလုံးပဲမင်္ဂလာပါခင်ဗျာအခုဖက်ပြပေးမှာကတော့အမောင်ဆုံးညရဲ့မီးအိမ်ဆိုတဲ့စောင်းပါးတော်လေးကိုဖက်ပြပေးချင်ပါတယ်လောကကြီးဟာတစ်ခါတည်းရမှာကျွန်တော်တို့ဘောကိုရမ်းကိုရက်ဆက်တတ်ပါတယ်စင်မီးရဲ့အပူရှိန်တဘာဝရဲ့ရိုက်ခတ်မှုနဲ့ငတ်မော့ခေါင်းမမှုတွေဟာလူသားတွေရဲ့ခန္ဓာရင်ကိုစမ်းတက်နေသလိုပါပဲဒါပေမဲ့တမိုင်းကိုပြန်ကြည့်ရင်အဆိုးဆုံးကာလတွေဟာအတော့တင်းဆုံးသောစိတ်ဓာတ်တွေကိုဝေးဖွာပေးခဲ့တာကြီးပါပဲဆရာကြီးရွှေဦးတောင်ပြောခဲ့သလိုလောကဓာတ်ဆိုတာလူတိုင်းစီကိုရောက်လာတတ်တဲ့ဧည့်တယ်ပါအဲ့ဒီဧည့်တယ်ကိုကျွန်တော်တို့ကကြောက်ရွံ့တုန်လှုပ်ပြီးကြိုးဆိုမလားဒါမှမဟုတ်တည်ငြိမ်စင်ကြင်တုံတရားနဲ့ရင်ဆိုင်မလားဆိုတာကပဲကျွန်တော်တို့ရဲ့တန်ဖိုးကိုဆုံးဖြတ်သွားမှာပါအခုချိန်မှာကျွန်တော်တို့ရဲ့လက်ထဲမှာဘာမှမရှိတော့ဘူးလို့ထင်ရပေမဲ့ဘယ်သူမှလူယူလို့မရတဲ့ညှော်လင့်ချက်နဲ့ရုန်းကန်လိုစိတ်ကတော့ရှိနေသေးပါအမောင်တို့ကအနက်ရှိုင်းဆုံးဖြစ်နေပြီဆိုရင်အလင်းရောင်ဟာအနီးဆုံးကိုရောက်နေပြီလို့ဆိုလိုတာပါတစ်ပင်တစ်ပင်ဟာမုံတိုင်းတံကိုခံနိုင်ရရှိဖို့အတွက်မြေအောက်ထဲကိုအမြစ်တွေပိုပြီးနက်နက်ဆင်းရတယ်လို့ပါပဲအခုကျွန်တော်တို့ကြုံတွေ့နေရတဲ့ဒုက္ခတွေဟာလည်းကျွန်တော်တို့ရဲ့စိတ်ဓာတ်အမြစ်တွေကိုပိုပြီးခိုင်မာအောင်လှုပ်ဆောင်ပေးနေတာပါတယောက်ကိုတယောက်ဖေးမကြပါရှိတာလေးနဲ့မျှဝေကြပါလူသားချင်းစာနာမှုဆိုတဲ့မိအိမ်ကလေးတွေဒါအိမ်တိုင်းမှာထွန်းနိုင်ခဲ့ရင်ဘယ်လောက်ကြီးမားတဲ့အမောင်လူကမှကျွန်တော်တို့ကိုဝါးမျိုးလို့ရမှာမဟုတ်ပါဘူးမနှက်ပြန်ဆိုတာမသေးကြပေမဲ့ဒီနေ့မှာငါတို့အသက်ရှူနေသေးပဲဆိုတဲ့အတိစိတ်ဟာအကြီးမားဆုံးတော့ခွန်အားပါဘယ်လောက်ပဲခက်ခဲပါစေအရှုံးမပေးပါနဲ့အောင်တင်းတယောက်တည်းမဟုတ်ပါဘူးကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေကိုလည်းဆက်နားထောင်ပေးဖို့မျှော်လင့်ပါတယ်ခင်ဗျာ